ကျွန်တော်ဒီနေ့ပေါ့နော်ဒီချောင်းထဲမှာဒီချောင်းရင်ငါချောင်းတွေမှာပေါ့တုံးအဆွေးတွေမှာနေတဲ့တုံးပလုတ်လို့ခေါ်တဲ့ဒီဘိုးပေါ့ကျွန်တော်တို့ဒါခြာပြီးတော့စောက်လာတာပေါ့ဒီနေရာမှာတုံးသူကမစားခင်မှာတုံးတွေကိုအရင်လိုက်ပြီးကြည့်ရတယ်ပေါ့နော်တော့လည်းဒီကမှာတုံးတုံးရှိတယ်လို့ဒီရောက်တော့ပေါ့နော်ရေစင်ပေါ်မှာပေါ့ဟိုပြီးဒီမှာတုံးရှိတယ်ဟိုဘက်မှာလည်းတုံးရှိတယ်ဆိုကျွန်တော်အဲ့နှစ်တုံးကိုတွားပြီးတော့ဒါအဲ့တုံးပလုတ်ကိုကျွန်တော်ပေါက်အောင်ပေါ့နော်ပေါက်ပြီးရင်ကျွန်တော်တို့ဒီကတော့ဟိုကျွန်တော်အရင်ဗီဒီယိုတွေမှာစားပြပါလားလို့ပြောတယ်ကျွန်တော်တို့အဲ့ဒီကောင်စားပြဖို့တစားပလာလေးကျွန်တော်ယူတော့ခဲ့တယ်ပေါ့နော်ကျွန်တော်လည်းမစားဘူးသေးဘူးဘလို့ရတာရှိမှလည်းကျွန်တော်လည်းမသိဘူးနော်အဲ့ဒါဆိုတော့အဲဒီကောင်ကိုစားရဲဟုတ်လားစားလို့ကောင်းမှာမကောင်းဘူးလားကျွန်တော်ရှာပြီးတော့စားပြဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုဒီဘိုးဘလို့စပြီးရှာမယ်ဆိုတော့ဟိုတစင်းရိုက်ပြမယ်ပေါ့နော်ဗီဒီယိုလေးကိုစုံအောင်ကြည့်ကိုဖိတ်ခေါ်ပါတယ်နောက်ဆုံးမှကျွန်တော်တို့ရှာပြီးစားပြကျွန်တော်တို့တုံးရေစစ်ကိုမစောင့်နိုင်တော့ဘူးမတုံးရှာနေအောင်နော်တုံးပြတယ်ကောင်စောက်တယ်လို့ဟုတ်လားဟိုဘက်ကတဝင်းမရောက်မှနေမဟုတ်ပါဘူးငါတို့အဖေလာခဲ့မယ်အဲ့ဘက်လာရလားတောင်းမှာကျွန်တော်ပောက်ဖို့အတွက်ကိုပေါ့နော်ဒါတို့ရဲတင်းတို့တကယ်လွှတ်ပါဘူးကောင်းတာပေါ့နော်ဒါကျွန်တော်တို့မှလွှတ်လိုက်ကြံခဲ့ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ဒါဟုတ်ဘက်ကိုလိုက်ရအောင်ပေါ့နော်ကျွန်တော်တို့ဒီမှာတုံးစောစောကရေကူးပြီးရှာတဲ့တုံးတွေ့ပြီပေါ့နော်ဒီမှာတုံးကနေရာမှတ်တာမှားသွားလို့တဲ့ကျွန်တော်ကုန်းမရောက်လို့ရှိရင်ပြမှာပေါ့နော်ငါတို့ကန်းဟောဟာလို့ပြောကန့်ရှိုးဟာလားကန့်ရှိုးစီမှာဝါနဲ့မချိုးလို့မရရဲနေနဲ့အောင်နော်ဟုတ်လားဟုတ်ခဏအေးပိုင်းပြီဒီမှာတက်လာပြီတော့ကျွန်တော်တို့တပိုင်းပေါ့နော်အပိုင်းအစာလေးတပိုင်းကျွန်တော်တို့တုံးပလုတ်ဆိုဒီမှာဒါသူကပလုတ်ကဒီတုံးဆွေးကိုဖောက်ထားတာပေါ့နော်အပေါက်လေးဒါကိုဒီဘိုးလို့လည်းခေါ်တယ်ပေါ့နော်တုံးပလုတ်လို့ခေါ်တယ်ဒီကောင်ကတော်တော်မာတာမကောင်းမလေးနဲ့ဒီကောင်ဟုတ်ပြီးရင်ကျွန်တော်တို့ဒါတစ်ခုတည်းကိုခါချရတာပေါ့ဆိုတော့ကျွန်တော်ဟိုမှာတုံးကိုဆက်ဖော်လိုက်အောင်ပြီးရင်ကျွန်တော်ခါချပြတုံးမှာထိုးတော့တာဒီကောင်တွေကတုံးဆွေးတယ်ကဒီမှာသူတို့ရဲ့အိမ်ပေါ့တုံးပလုတ်ရဲ့လွှားလိုက်ရလေးတော့ယူလေရှိကောင်းမလားတော့ယူဟုတ်တယ်မယူလားကျိုးတယ်အခုအစီရင်ရမရအောင်ကျွန်တော်အခုလွတ်လိုက်တာတဝက်ပြည့်စားနေစေချိုးဘလို့လွှတ်လဲတဝက်ပြစားဖြစ်မှာပဲချိုးရမှာပဲလွှားရတက်ရညီလွှတ်ရကျွန်တော်အများကြီးလွှတ်တော့ရောအေးယူရဲအိုးကြီးအောင်ငါတို့ပေါ့ဒီဒါကြီးသွားယူလို့သွားယူဟိုဝါယူရတယ်လုံးတကယ်မှတရက်နေဆိုရေခိုင်းပေါ်တယ်ကွာဒါကြီးအေးပေါ်ရဟုတ်ဆောင်းမရဘူးကဲချိုးပါရဟမ်ကဲတော့အိုးကောင်းပြီတန်းတိုင်းယူဝေးဒီကောင်ဘူးထုံးတယ်ကွာလာဒီယိုတင်မောင်ဆိုးမလို့တော့ပြီးမှခါမယ်စားနေပြီမနိုင်နေနဲ့အာကိုကိုဟမ် special ကိုတော့ယူလာကွာဒီကိုယူမယ်ဖဲစားနေရနော်အဲ့ဒါနှုံးဒီခါလေးအဲ့ထားဟိုကစိတ်မှာဟိုကစိတ်မှဒီတော့ဝါလေးတစ်ချက်ဟိုအကုန်လုံးဒီနေဟေးအဲ့ကပြန်ဝင်လိုက်လားသူဝင်လိုက်လားပြန်ဝင်လာမဆန်အိုးကောင်းပြီတန်းတန်းကြီးအားကြီးပဲခွဲချက်စိတ်ကလည်းကဲကျွန်တော်တို့အပေါ်တင်ပဲကျွန်တော်တို့ရေထဲကတုံးကြီးကိုဖြတ်ဖို့အတွက်အစလှော့ပါမသွားလို့ကျွန်တော်သွားပြီးရွာထဲမှာသွားငှားကြည့်အဲ့တုံးမှာအကောင်တက်နိုင်ကြီးထွက်တယ်ဆိုတော့ကျွန်တော်အဲ့တုံးဒီထွားနဲ့ဖြတ်တယ်အခုတော့သွားနေအောင်ပြီကဲကျွန်တော်အခုရေထဲကတုံးကိုလွှတ်လိုက်ကျွန်တော်ဖွဲ့နည်းနည်းကျန်းတယ်လို့ရေထဲမှာလွှတ်တိုက်ဖို့လုပ်တယ်နော်ဒီအရင်မှလာပြီးသိတယ်ကွာတင်းတုံလေးတွေအရင်မှဒူးနဲ့မြေနေပြတ်ဖို့ရနော်ဒီမစီစီရရှစ်လေးပြတ်ဖို့ပဲတဲ့ကိုတက်ဆရာကြီးအဲ့ကောင်မနေ့ရှည်လာအဲ့တော့တိုးလေးရဟောငုတ်ပြီးတော့တကောင်းတော့မထောက်မီတော့လို့ငုတ်ပြီးထိုးတယ်လွှတ်ပြန်ပေါ်လာတယ်ဟိုတပတ်ကောင်ငုတ်ပြီးထိုးတယ်နော်ဟုတ်ခါလင်းငါရှင်းမလားငုတ်ပြီးဖိဖို့မလားခိုင်းတာဟုတ်ကိုင်းထားနော်ကိုင်းထားတုံးကသူကမြေသီးမှာကတ်နေခါကျရေကထောက်မမီလို့ငုတ်ပြီးထိုးတယ်ငုတ်ပြီးလွှတ်လိုက်တယ်ဆိုစကေးတွေဒီမှာတို့ငုတ်လို့ဘာတော့ဒီမှာအောက်မှာရေးထားလူရှိမ့်ပြီနှစ်ယောက်ရှိမ့်ပြီထောက်မိတာဘူးဟိုကနေလည်းခါနေကိုင်းနေတာခါနေကိုင်းနေတာမင်းတော့ဖိတော့ရမလားဖိရ
ငုတ်သွားပြီတရားငုတ်ပြီးတိုက်နေတယ်ငုတ်ပြီးလွှတ်တိုက်တယ် သူ့ဘာဖြစ်လောမပြေဘူး တိုက်ရနေနေမေးတာဟိုအဖျားကို နေမလားဟိုကပေါ်ရင်သာမသိပဲနဲ့ပြတီအားနေနေ ဘောတော့ပေါ်ကြီးဟိုတယောက်ကမုန်းပေါ်ကျင်အောင်မသိပဲဖိမထားတယ်လို့ပြော ရပါတော့ ဒုက္ခ ဒီလေးပဲကိုင်းတာ ငုတ်ပြီးတော့ငုတ်ပြီးတိုက်တဲ့တယောက်ခုထိမပေါ်သေးဘူးနော်ငုတ်တုံးစီ ဒီတော့နေအလုံးရတော့ဟုတ်တယ်ဝေး ကျွန်တော်တို့တုံးကရေပေါ်ပေါ်တဲ့ဒီကန်းနာမှာပေါ်တဲ့တုံးနေမဟုတ်ရင်တော်တော်ကြီးကိုခက်ခဲတာပေါ့နော်ဒါကျွန်တော်တို့မှလည်းရှားဖို့အချိန်မရတဲ့ခါကျတော့ဟိုတခြားနေရာတွေမှာလည်းသူကဒီဒေသမှာကျတော့အဲ့လိုမျိုးတုံးတွေ့လို့ရှိရင်စားတဲ့သူတွေများတဲ့ခါကျတော့ငါပြန်ပေါ်လာပြီစားတဲ့သူတွေများတဲ့ခါကျတော့ကျွန်တော်တို့မှဒီလိုက်ရှာတာလေးနည်းနည်းအခက်အခဲရှိတယ်ပေါ့တုံးတွေကရှားသွားပြီပေါ့ပြက်ပြီပြက်ပြီ ကျိုးပြီ ကျိုးသွားပြီလားပြက်သွားပြီဟိုးအပေါက်ကြီးတွေကြီးတွေပဲအပေါက်ကြီးတွေရေးတွေမှာ ဝေးဒီရှိရပိုင်းနေဘလို့တော့စဉ်းစားလိုက်အောင် ရှေ့မှာရှိသေးလားအပိုင်းတွေက အားကြီးပေါ့နော် အဲ့လိုပဲပိုင်ရ ဟာဝေးဟိုလိုကြောက်အနည်းဆုံးတိုင်းသွားနေလို့မဟုတ် ဟုတ်လေ ဒီလိုအနည်းဆုံးတိုင်းသွားနေတယ်ထိုးရညာ ပြီးရော အိုး တောင်းသေးတာ ဟာ အောင်ပြီပေါ့ အောင်တော့ဘောအောင်တော့အောက်မထွက်ကြဝေး ဟောရပြီ Oh my god ဟူးဒါခါကြရင်အကုန်ပေးဖို့နဲ့ထွက်ကြပြီမနဲ့လက်သန်းလုံးရှိတယ်အသာရမဝေးအသာရမကျွန်တော်ကနောက်တာဒုတိယတရုံးပေါ့နော်ဒုတိယတရုံးထပ်ပြီးတော့ပိုင်းနေရ တော့ တယောက်ကဘောကဖိပြီးတော့မေးကိုဆွမ်းလာပေးထားတယ်မသိကြောက်ဖို့ကောင်းတယ်လုတ်ကွက်တွေကြည့်လိုက်တော့ဒီမှာ ဒီကနှာခေါင်းလေး လုံးဝဗီဒီယိုတွေကအားပေးရယူလုံးဝနှက်စေရမယ်လဲတဲ့တန်ကြိုးစားနေတယ်ကျွန်တော်ဒုတိယတရုံးကို45မိနစ်လောက်အချိန်ယူပြီးတော့ပိုင်းရတာပေါ့နော်ဒီမှာရေတော်မနဲ့ပြန်ပြီးတက်လာပြီ တော့ခါ ပြတ်ဖို့ပဲကျိုးလိုက်လား ဟုတ်ပြီဟုတ်လားဟောရတယ် ကျိုးပြောင်းနေကြတယ်ပေါ်ပြီဟေးမဒီဘက်ဝိုက်မှာထွက်နေတာဆိုအားကြီးပဲ မရကဘာထူးလို့ထင်းယူတော့ထင်း အိုး အိမ်မှာထင်းတော့ ကဲတော့ဘောကျွန်တော်တင်ပါဘောနော်ပြီးတို့ဒီဘောတင်ငါဘာကူကြိုင်မှာခဏလားဩ Oh my god မကျွန်တော်တို့ဒီတုံးရယ်ဒီမှာတတုံးနှစ်တုံးသုံးတုံးလေးတုံးငါးတုံးပေါ့နော် Oh my god အိုးဒီမှာ तू ကဒီကောင်လေးကတုံးကိုဒေါင်းလိုက်ထိုးတဲ့ကောင်ဆိုလို့ရှိရင်ဒီလိုဒေါင်းလိုက်ထိုးရင်ခါချလို့ရတယ်ပေါ့နော်အခုကကန့်လာထိုးတာကောင်ကြတယ်မှာပေါက်ပြီးထုတ်ရတာပေါ့အဲဒီလိုတုံးခွဲပြီးတော့ဒီကောင်လေးထုတ်မယ်ထုတ်ပြီးရေဆေးမယ်ရေဆေးပြီးရင်ကျွန်တော်တို့ကပြောပြမှာပုံပြီးတဲ့ခါကျမှဘာညာစမကလာနဲ့ကျွန်တော်တို့အိုးမှာရှေ့ဘက်မောင်းနေအစိမ့်စားရယ် ဆိုင် လုတ်ရော့လုတ်ပါ ဒါသိစား ဒီမှာအပေါ်မှာဒီကောင်မဒီမှာ तू ထိုးတဲ့ခေါင်းဟာ ကျူတီအောက် အေးဒီမှာခါထွက်ကြပြီအဲ့လိုထွက်ကြတာခါပိုင်းတော့မယ်အေးထွက်တယ်ဝေး လက်ပါနေဘလို့ရေးလိုက်တော့ तू ကဒီကောင်မဒီမှာခေါင်းလေးမမာလေးကြီးတယ်တော်မမာလေးခေါင်းလေးရော့အစိမ့်စားအောင်လူကလုတ်ပါ အဲဒီမှာဒီကောင်ကျွန်တော်စားပြ အကောင်စားလားဟုတ်စား စရီ ဒီမှာဒီကောင်ကျွန်တော်စားပြမယ်နော် ဒါကြိုက်တယ်လူဆိုလို့ရှိရင်အစိမ့်ကျင်းစားတာပေါ့နော် တဲ့တဲ့ ဘလို့ရတာနေလား စိတ်နော် စိတ်နာပေါ့ โอเคကျွန်တော်လည်းစားကြည့်မယ်ကျွန်တော်လည်းစားကြည့်မယ်ပေါ့နော်ဘလို့နေရုပ်လဲစမ်းပြီးတော့ဒီမှာခေါင်းမမာလေးခေါင်းလေးကိုဖြစ်ပြီး ဟုတ်ကဲ့စရီရှိမလားအဲ့မလေးထုတ်ရထားတယ်ဟုတ်လား သူကဂုံးအရသာမျိုးလိုဘာလိုပေါ့နော်စားတော့တော်ကောင်းတယ်ဒါစားရရင်တိတ်ဝါးကြပျော်သွားပေါ့တုတ်ပြီးစားရင်ပိုကောင်းလို့ ဘေးကိုပဲ ကိုကျွန်တော်နောက်တော့တုံးနေထပ်ပြီးတော့ထုလိုက်ကောင်းမယ် ပြီးတော့ဒီထဲမှာ အိုး မြိုင်ပဲ ဒီတော့မှအောင်ချက်ကဟေး တဲ့ထုတ်တဲ့ထုတ် အဲ့တက်တက်ထုတ်ပြီးတော့ခိုင်းပြက်ပေါ့တင် တစ်ခါကြီးလိုက် တခါအဲ့ဒါနုံးမပင်ရေးစေးကြမလို့တော့ ခုလေးလိုက် မို့အဖိုးရှိတယ်အခုံးရှိတယ်မဟုတ်မ ဝေခေါ်လို့လေအေး အေးအခုံးလေး ရော ပါ ထက်မယ်ရော မိုက်တယ်ဟေး မထက်မယ် မင်းကအမြင်လိုက်ပါဒါအောင်တော့ဗောနော် အော်တော့ဘောလို့ ရန်ယူအောင် ဒီတုံးပလုတ်တွေရဲ့ဟိုဘယ်လိုပြောလဲအီးရှင်းမနော်သူတို့ရဲ့ဒီအခုံးလေးရမှာလက်နဲ့ဖြစ်ရင်ဒီမှာကြည့်လိုက်ရင်ပပလေးလို့ထင်ရမလားလက်နဲ့ဖြစ်လို့ဒီမှာကြည့်မကွဲဘူးပေါ့နော်ဒီမှာမလွယ်ဘူးဒီအခုံးနဲ့သူတို့ကဒီတုံး
ဒါဆိုတာအခုကျွန်တော်ကခုမှမြင်လို့ပေါ့နော်ဒါပြဒါတုံးကြီးဆိုတာအစိုးသားကြီးဒီမှာတုံးအစိုးသားကြီးမရဲတဲ့နေတော့မှနဲ့ထူပါတာအဲ့ဒါကိုဒီကောင်းလေးအစိမ့်သားမှာထိုးတာနော်ဆွေးရမှာထိုးတာမဟုတ်ဘူးဒီမှာထိုးလုံးဝထွင်းယူသွားတာဒီမှာကြည့်လုံးဝညီညာပဲဒီမှာဒီကောင်းလေးရဲ့ဒီခေါင်းအစွမ်းပေါ့နော်ဒါလေးကျွန်တော်ဒါတစ်ချက်တတိယလို့ပြပေးတာပါဒါသူတို့ကတုံးကိုဆွေးမှာထိုးတာမဟုတ်ဘူးသူတို့အစိုးမှာတင်ထိုးတာအဲ့ဒါလေးကျွန်တော်တို့ဒီတုံးထဲမှာလည်းအများကြီးမလေးပေါ့နော်ထွက်ကြနေအားကြီးပဲဒီတုံးမှာပို့ပြီးတော့ထိုးတယ်ပေါ့နော်သူကအစိမ့်နဲ့အဲ့ဒီမဆွေးခင်မှာထိုးရတဲ့ဘောမှာသူ့ရဲ့လမ်းကြောင်းလေးတွေတွေ့လားဒါအခြေလိုက်ပြီဒီကောင်ကြတော့ပိုင်းပြီးကျွန်တော်ခါချလို့ရတာပေါ့ဒါတက်တက်ဒါအိမ်ကိုယူတော့ဟိုကျွန်တော်ပိုင်းနေတာပေါ့နော်အခုလို့ဆိုတော့ကျွန်တော်တို့ဖြင်းပြီးသွားပြီဒါကျွန်တော်အခုတုတ်ပြီးတော့စားမယ်ပေါ့နော်တကယ်တော့ तू ကအစိမ့်စားရတာပေါ့အစိမ့်စားရဆိုတော့အစိမ့်ကိုလည်းစားတော့ကျွန်တော်တို့တိတ်ပြီးတော့ဒါမစားနိုင်ဘူးအဲကြောင့်ကျွန်တော်ဒါအခုဖြင်းထားတာသူ့မှာပါတဲ့ခေါင်းလေးတွေပေါ့ခေါင်းမလေးတွေဒီမှာဒီခေါင်းလေးတွေကျွန်တော်တို့ဒါဖြတ်တယ်ပေါ့ဒီကောင်တော်တော်မာတာမှာဖြတ်ပြီးတော့အခုကျွန်တော်တို့ဒါဒီမှာတုတ်မယ်တုတ်မယ်ဆိုတော့ကျွန်တော်ငရုတ်သီးစိမ်းငရုတ်ကောင်းစေကျက်သွန်ပြီးမပြီးရှောက်သီးကတော့ရှာလို့တော်တော်နဲ့ရှာလို့မရဘူးရောမှာဆိုတော့ရောမှာရှောက်ပင်တွေကလဲတွေမှာကြည့်ပဲဆိုတော့ကျွန်တော်စားစနစ်ပေါ့ဒါကိုအခုကျွန်တော်အုံမျိုးစုံနေပါကျွန်တော်တစ်ထောင်နဲ့ထောက်ပါဖြစ်ပါလေ အာကျွန်တော်ကိုကြီး စားပြီးတော့တုတ်နေပါပြီဒီမှာနနမင်းလေးထည့်မယ်ပေါ့နော်ဟုတ် ခွေးတော့ လုံးဝချောင်းကမ်းပါးနာမှာတဘာဝဆန်ဆန်ပဲ ဟာနည်းမိနစ်တခုတော့ ဟောနမင်းတို့ညရော โอเคဗျာဘိတ်ကိုရဗျာဒီ ချော မှာ င်းဒီလေးညမယ် ဟိုကျွန်တော်ဒီထဲထဲတာကောင်းလို့ဒီ ပြီးမှထည့်ပြီးမှထည့်ထွက်လာရင်ထွက်လာအောင် ထွက်လာတယ်ပြောပါတော့ဗျာဆင်းမတော်ဘူးအခုမှကြောက်ပါပြီ ဒီမှာရှိသေးတယ် အခုမှကြောက်ပါပြီ နေပြီးတော့ထည့်ရ ဟော ကဲစတင်ပြီးတော့စားကြည့်မယ် ဘိတ်ကိုရဗျာရမယ်ကို ကောင်းမစားဘူးလေစားတော့ဆိုတော့လေ ကိုရှိ န တယ် ည်းန ဗျာ ည်းလေးတော့စိမ့်နေသူပဲတို့လည်းကိုပါအိုး ဆရာကြီး ဟမ်ကောင်းချက်ကတော့မ ဟုတ်တယ် တော့ကိုရီပါစိတ်နေနော်သူက စိတ်ဒီထဲမှာ မထက်ကြလို့ဒီမှာဝိုင်းစားမဖြစ်လို့လေလို့ မိုဒီရထွက်တယ်လား မထက်ဘူးဒီရဲ့သူကသူနောက်နေမှခတ်တော့ နော်ဒီကထွက်လာပါတယ် ဘိုင်းတာဝဲဘိုင်းတာ အဲ့ဒါရဲစတာပြီးလို့ ကဲထက်ပြီနော်နင်းတကောတမျိုး ဟုတ်တယ် စားလေးကိုတို့ဟွားနေကိုဖြန့်လိုက်ဘိုးမကောင်းလား ဒီလိုလေးလား လေ 6တိရှင်ရင်းနေတော့6တိရတိတ်မတော့မရေးသေးလေးပဲပါတော့ကွတ်တိပဲဒီကောင်ကျက်သူယူလေးနဲ့ ဘိတ်ကို ရှုပ်တယ်တခါတည်းစားတော့မှမထူးတော့ဘူးစားကြပါဦးစားဘူးတဲ့လူကတော့တော်တော်ကြိုက်တယ်ပြောတချို့တွေကအစိမ်းတော်တော်ကြိုက်တယ်လို့ပြောတယ်ကျွန်တော်တို့ကျတော့အစိမ်းကြတော့ဒါဟိုစားနေမကြတာတိတ်မတည်ဘူးပေါ့နော်အဲ့ဒါဆိုတော့ဒါပေမဲ့ဘာမှတော့သူ့မှာဟိုတခြားအရာမျိုးဒီခုံးတော့ဘာလို့စားတာမျိုးပေါ့ဘာမှမရှိဘူးသူကလုံးဝအရှိုးတက်ကလေးနဲ့ရှယ်ပဲကဲ အဆက်စားတဲ့လူကတော့အဆက်ပိုးပြီးထည့်လို့ရသေးတယ်နော် ဟုတ်တယ် ဒီဗျာကျွန်တော်တို့လည်းလူစောက်ဖိတ်ကိုပါလာခဲ့ပါအောင်လို့အာ ဥပစားဦးဒီဘိုးဆိုတော့ ဘိတ်ကို ရှယ်ပဲကျွန်တော်ဘူရီယိုရှင်းပါဆိုလို့ဘောနော်ဂျားလိုက်ကောင်စားတာလေးတွေဖျက်ထားတာပါအခုဒီမှာဒါစားတာဒီမှာမကုန်းလို့ပါမကုန်းမ အနေလေးထည့်တာလေ ဟုတ် ရှောက်သီးနဲ့တမယာသီး ကဲ နဲ့ တော့ ဘိတ်ကို ဒီဘိုးဘလို့ရှားရတယ်ဘလို့စားရတယ်ဘလို့ရတာရှိတယ်ဆိုတော့ဟိုဘလို့ရှားရတယ်တော့ကျွန်တော်ပြပြီပေါ့နော်ဘလို့တုတ်ရတယ်ဒါဘလို့ရတာရှိတယ်ဆိုတော့ကိုကရန်ရှားစားကြည့်မှသိပါကျွန်တော်တို့တော်တော်သဘောကျသွားပြီအဲ့တော့ကျွန်တော်ဒီဘိုးရှားစားတယ်ဘလို့လေးဒီမှာနေအဆုံးသတ်ပါပြီ